ရင်စဝိုင်းဝိုင်းလိုက်တဲ့နေရာဟုတ်ပြီအဲ့ဒီရင်ထိတ်ဟုတ်ပြီနော်ဒီရင်ထိတ်ကနေပြီးတော့အမတို့ဒီ level ဒီတဝက်ပေါ့နော်ဒီမူရင်း level ဒီတဝက်ကိုအမကိုမြင်းတစ်ကြောင်ဒီလိုဆွဲပေး okay ရမှာဒီလိုဆွဲပေးအဲ့ထိရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ဒီဆက်ဝိုင်းဟုတ်ပြီနော်ဒီဆက်ဝိုင်းအဲ့ဒီဆက်ဝိုင်းဒီမြင်းဒီဆွဲလိုက်တဲ့ဒီမြင်းအဲ့ဒီဆွဲလိုက်တဲ့ဒီမြင်းရဲ့ဒီဘက်ဘေးကို 1cm မှတ်ပေးဟုတ်ပြီနော် 1cm အဲ့တော့ site တိုင်းက 1cm လားဆိုတော့အမတို့ site တိုင်း 1cm လောက်ကလေးပုံမှန်ပေါ့နော်ပုံမှန်ရင်ပေါ့အဲ့တော့ပြောရမယ်ဆိုရင်small တို့ m တို့ l တို့လောက်အထိပေါ့နော်1cm လောက်ကလေး 1cm လောက်က okay တယ်80လောက်အထိလဲ 1cm လောက်စားဖိလို့ရတယ်2xl တို့ 3xl တို့ 4xl တို့အဲ့ဒီဘိုင်းတွေကိုဆက်သွားမယ်ဆိုရင်တော့အမ 1.5 လောက်စားပြီပေါ့နော်သူကကြာရင်နည်းနည်းပိုကြီးသွားပြီပေါ့နော်အများသောအဖြစ်တော့1လောက်နဲ့မတို့သွားရင် okay ပါတယ်နော်အဲ့တော့ဒီကနေဒီက1ပေါ့ရမလားနော် 1cm ဆိုတော့အဲ့တော့ဒီ 1cm နဲ့ဒီရင်ထိတ်ကိုဒီလိုထောက်ပြီးသွားရင်အမတို့ဒီမှာဒါနဲ့ကိုဒီလိုထောက်ဟုတ်ပြီလားအဲ့လိုဆွဲလိုက်ခြင်းအပြင်အမတို့ဒီနေရာမှာလေဒီမှာတွေ့လားဘယ်လောက်စားမလဲဆိုတော့ point လေးပေါ်လာတယ်အမတို့လေဘင်းကဖောက်လိုက်တာဒီမြင်းလေးဒီအမြင်းအနီရောင်ဟုတ်လားအဲ့ဒီလိုမျိုးဆွဲလိုက်တဲ့အခါမှာအမတို့ဒီနေရာမှာဘယ်လောက်စားမလဲဆိုတော့ point လေးပေါ်လာတာဟုတ်ပြီလားအဲ့ဒီဟာကိုမှအမတို့အဲ့ဒီ point လေးပေါ်လာပြီဆိုတော့မှအဲ့ဒီဟာမှာအမတို့ရဲ့ဒီရင်ထိတ်နဲ့ဒီလိုပြန်လာဆက်အဲ့တော့အမတို့စားရမှာကဒါပဲရမလားနော်ဒါပိတ်ရမှာတွေ့လားရမယ်နော်အဲ့ဒီလိုပုံစံမျိုးလေးအမကိုလုပ်ပေးပါโอเคဟုတ်ပြီနော်အဲ့ဆိုရင်သူ့ကိုပိတ်မယ်သူ့ကိုပိတ်ဖို့အတွက်ကိုအမတို့ကဒီခါးထောက်ကလေးနော်ဒီခါးထောက်ကလေးကိုအမက